2026 ကမ္ဘာဖလားရဲ့အကြီးကျယ်ဆုံးဖြစ်တဲ့ဗိုလ်လုပွဲကြီးမှာတော့ဥရောပဘောလုံးအင်အားကြီးစပိန်နဲ့တောင်အမေရိကဘရင်အာဂျင်တီးနားတို့နယူးယောက်မြေမှာကမ္ဘာအဆင့်ဆုံတွေ့ကြတော့မှာပဲဖြစ်ပါတယ်ဘရိုရေစပိန်အနေနဲ့ဆီမီဖိုင်နယ်မှာပြင်သစ်ကို2-0နဲ့အပြတ်အသတ်ထိန်းချုပ်ကစားပြီးဗိုလ်လုပွဲတက်လာတာပါဘောလုံးပိုင်ဆိုင်မှုရောပွဲအချိန်မှာအသာစီးယူထားနိုင်တဲ့စပိန်ဟာ6ပွဲမှာတကိုးပဲပေးရပြီး9ပွဲအထိ clean sheet ရထားတဲ့ဒီပြိုင်ပွဲရဲ့ခံစစ်အတောင့်တင်းဆုံးအသင်းမှာနီးပြဒီလာဖူအင်ဒေမှာဒဏ်ရာပြဿနာမရှိပဲလူငယ်ကျယ်ပွင့်လမိုင်းရမဲကိုပဲဆက်ပြီးအားကိုးလာမှာဖြစ်တယ်လို့ Fabian Ruiz ခြေစွမ်းပြနေလို့ပတ်ဒရီကတော့အရန်ခုံမှာပဲရှိနေဖို့များပါတယ်အာဂျင်တီးနားအနေနဲ့တော့ဆီမီဖိုင်နယ်မှာအင်္ဂလန်ကိုပွဲပြီးကန်ပြီးတွင်းကူး2ဂိုးနဲ့ 2-1 အနိုင်ယူပြီးအံ့အားသင့်ပွဲကမ်းဘက်ကြီးပြန်လုပ်ပြခဲ့တာပါတင်းကောင်းဆောင်မက်ဆီကထုံးစံအတိုင်းအကောင်းဆုံးပုံစံနဲ့အသင်းကိုဥဆောင်လာမှာဖြစ်ပြီးကွင်းလယ်လူရိုဒရီဂိုဒီဘောလည်းပွဲထွက်လူစည်းထဲမှာပြတ်ပါလာနိုင်ပါတယ်တိုင်ပွဲစုံ10ပွဲဆက်နိုင်ထားပြီးပြန်မြ 2.9 ဂိုးအထိတွင်းထားပေမဲ့စပိန်ရဲ့စနစ်ကျတဲ့ခံစစ်ကိုကြော်ဖြတ်ဖို့ကတော့သူတို့အတွက်အဓိကစိန်ခေါ်မှုပါပဲမှတ်တမ်းအရ2018တုန်းကစပိန်က 6-1 နဲ့နိုင်ခဲ့ဘူးပေမဲ့ဗိုလ်လုပွဲဖိအားကြောင့်ဒီပွဲကတော့အပြန်အလှန်တတိထားကစားကြမယ်ဂိုးနဲ့ပွဲမျိုးဖြစ်ဖို့လားလာရှိနေပါတယ် main 1အနေနဲ့အပိုင်ရွေးချယ်ရမယ်ဆိုရင်တော့အာဂျင်တီးနားဂိုးအောက်2ဂိုး40နိုင်တရီ90ရှုံးဆိုတဲ့ဈေးမျိုးစပိန်ကပြီးလာပါတယ်ဗိုလ်လုပွဲဖြစ်တဲ့အတွက်နှစ်သင်းလုံးဖလားရဖို့အစွမ်းကုန်ကြိုးစားမှာဖြစ်တယ်လို့ရလဒ်ပိုင်းပိုတည်ငြိမ်နေတဲ့စပိန်ရဲ့ body ဂျေးကိုတော့မဝေဖန်လိုပါဘူး final ပွဲကြီးဖြစ်တာကြောင့်နှစ်သင်းလုံးအမှားမခံပဲပိတ်ကစားလာမယ် game plan မျိုးပဲမြင်ရဖို့များပါတယ်ဒါကြောင့်တော်လေး short ပေးထားတဲ့ဂိုးပေါင်းဈေးမှာစပိန်ရဲ့ကြောက်ဆောင်လို့ခံစစ်တိုင်းကိုထပ်မံယုံကြည်ပြီးဂိုးအောက် under 2.25 မှာပဲစွန့်စားပြီးရွေးချယ်လိုက်ပါမယ် boss bro ရေစိတ်ဘက်အနေနဲ့တော့စပိန်အနိုင်သို့မဟုတ်တည်လက်ရှိခြေစွမ်းတင်းလိုက်ညီညွတ်မှုနဲ့ခံစစ်တည်ငြိမ်မှုအရစပိန်ကအနည်းငယ်အသာရနေလို့စိတ်ချရတဲ့ရွေးချယ်မှုပါစပိန်ရဲ့ခံစစ်စီကံကောင်းမှုကြောင့်ဗိုလ်လုပွဲဟာဂိုးနဲ့ပြီးအကျိတ်နဲ့အဆုံးဖြတ်တကိုးတဲ့နဲ့တင်ပွဲပြတ်သွားနိုင်ပါတယ်